လိုက်ပြီးတော့ ကျောင်းမှာကိုပူလာပါစေ ကဲရောအကြီးဆုံးသားကြီး အရှိန်မှာလူကလိုက်ပြီးပါလေဝင်ရလာ ဒါလေးကဒုတိယသမီးလေး အမေကျမပါဆက်လာပါစေ ဒီနေ့အားလုံးရနော်မှာကတည်းက ဒါလေးကလည်းသားလေး ပြောနာမထောင် ပြန်ပြောနားမထောင်တပံရိုက်ခြင်းနဲ့သားလေးရောဒါနှလုံးသားလေးပေါ့ လာလာကြဖက်အောက်ထက်ခန်းခဲ့လား တွေ့ကြပြီးတော့ မကြီးကဘောကမပေါ်ရမရှင်ကကိတ်မုံနဲ့ပုံစံဝတ်ခဲ့ရမှာညာနဲ့ တော့ပြန်ခေါင်းလာတော့ဖုန်းပြီးပြီလား ဟုတ်ပါဗျာ အဲ့ဒါကိုရတယ် အေးနည်းနည်းစတိပေါ့ နေပါ မမပြန်လာနေတာနဲ့ဆရာ သားလေးသား လုံးမျိုး ဒီနေ့မကြိုက်မှထည့်ပေးမယ် အဲ့ဒါပါကြရ yes အမမပြည့်နဲ့ပုံရည်ပါတယ် သူကမရဘူးလေကိတ်မုတ်တော့ပါလို့ဆိုမရဘူးလေ ဒါလေးကဘသူလေးလေရော့တသားရေအဲဟိုနည်းနည်းစားလိုက်အောင်ဟဲ့ဒီမှာ ဟာလာဆက်ဆက်တော့မလာဦးဒီပါလား စိတ်ကောက်တာလားရော့ငါတို့မှပဲတွေးတော့မယ်ရော့စိတ်ကောက်တော့ကောက် ကောင်းကောင်းမတော့ ဟုတ်လားဆက်တာပါလေဒီပါသားလေးငါကောက်နေရငါ့ကိုကောက်နေရသူကအမလေးစိတ်ကောက်တာလေကိုကမင်းဟာလည်းဘော happy birthday လို့ပြောနေတယ်ဟာဦးဒီပါလား အဲ ဟုတ်တယ်ဒီ ဟိုလည်းပုံစံကြီးဒီဆက်ဆန်း အမေဘယ်ရောက်လားအမေကြီးရအမေစပယ်ကိုစိတ်ကောက်တာကိတ်မုတ်ခေါ်တာမစားဘူး အနီးအောင်လှမ်းပြီးကအဲ့ဖောက်ဖောက်ပေါ်ရတယ်ဖောက်ဖောက်တယ်ဖောက်ဖောက်ပေါ် ဒီမှာတင်ရမယ်ဒါကတော့ပတိပေါ့ကြီး ဘယ်ဟောလဲ ဟဲ့အောက်ကဟိုအောင် ဟိုကဖျားနေရတော့ အိုက်မယ် တော့ ဘူးလေ ဆက်ပြီးလိုက်တယ်ဆရာဝေးက အော် စိတ်နဲ့ပြန်ကြရတာအဲ့ဒါကလေးတော့